ရှင်ဒီခန်းထဲမှာဒီနေ့ရောက်နေတဲ့လူတွေကငါတို့တွေကအသက်150အထိနေကြမယ်လို့စဉ်းစားထားတဲ့လူများရှိပါသလားရှိတယ်ဟဲ့အများကြီးပဲเนาะဒီနေ့ခေတ်က150ဆိုတာတိတ်တော့မဆန်းတော့ဘူးဒါဒီမိကုန်းကိုဆရာမေးတယ်ဆိုတာအချို့က150အထိလူတွေနေလို့ရတယ်ဆိုတာကိုမသိသေးတဲ့လူတွေရှိပါတယ်เนาะအနည်းဆုံးများကျွန်တော်တို့တွေက150တော့နေကြမယ်ငါ150နေရရင်ငါဘာလုပ်မလဲပေါ့เนาะမြည်တွေကြီးပဲထိုင်ဆင်းလို့လည်းမဖြစ်သေးဘူးเนาะဟုတ်ပြီเนาะ150တော့150ဒါပေမဲ့မြည်တွေနဲ့မြစ်တွေနဲ့မြစ်ကမွေးတဲ့နောက်ဒီတွေတွတ်တွေနဲ့ပဲအချင်းကိုနေလို့ဖြစ်သေးဘူးကိုဘာလုပ်မလဲဆိုတာလေခုတည်းကစပြီးတော့စဉ်းစားပါလို့ဆရာအနေနဲ့เนาะဟောဒီနေ့ပြောချင်ပါတယ်ကမ္ဘာမှာဒါ biology ကလက်ကားပြောတာမဟုတ်ဘူးဆရာတို့ရဲ့ biology ကအရန်တိုးတက်လာတဲ့ခါမှာအခုလိုက်လေ့လာတဲ့ခါမှာကမ္ဘာမှာမတည်တဲ့သတ္တဝါတွေဆိုတာရှိရဲဆိုတာသိလာတယ်เนาะအဲ့တမှာ jellyfish ကအားလုံးသိထားပြီလားအဲ့ jellyfish ကိုတနည်းအားဖြင့်မသေးတဲ့အတွက်ကြောင့်မလို့သူ့ကို immortal jellyfish လို့လည်းခေါ်တယ်နော် immortal ဆိုတာဘာလို့မသိဘူးဘလောက်ကြာကြာနေရလဲဆရာရဲ့လိုမျိုးလို့ရှိရင်နှစ်ပေါင်းတန်းနဲ့ချီပြီးနေနိုင်တယ်နော်အဲ့တော့လူတွေမှာလည်းဒီ telomere ကိုတိုးရတဲ့ခါမှာ telomerase enzyme နဲ့ပြန်ပြီးတော့ဖြည့်ပေးနိုင်ရင်လူတွေလည်းအသက်ရှည်မယ်ဆိုတော့ key point ကိုသွားတွေ့တယ်နော်ဒီမျိုးသမီးကပြင်သစ်အမျိုးသမီးသူအသက်122နှစ်နေွားတယ်နော်အဲ့တော့ကမ္ဘာမှာလူတွေရဲ့တက်တန်းကိုကြည့်တဲ့အခါမှာလက်ရှိအားဖြင့်ကမ္ဘာပေါ်မှာတက်တန်းအမြင့်ဆုံးနေရတဲ့နိုင်ငံကဟောင်ကောင်သူက86နှစ်နီးပါးနေရတယ်ဂျပန်ကဒုတိယ85နှစ်တောင်ကိုရီးယား84နှစ်အာဆီယံ17နိုင်ငံထဲမှာဗမာကနောက်ဆုံးနော်အားမငယ်နဲ့နော်အဲ့တော့တကမ္ဘာလုံးနဲ့ရှိရင်163နေရာမှာရှိတယ်နော် average က69နှစ်ပေါ့ခုသေးကြတာတခုကတော့122နှစ်ကတကယ်ရှိခဲ့ပြီလေ record တက်ပေါ့နော်တကယ်ရှိခဲ့ပြီဆိုတော့ तू အဲ့လိုနေရလို့ရှိရင်ဒီမှာခန်းထဲမှာရှိတဲ့လူတွေအနေဆုံးအဖြစ်ဆိုတာဒါလွန်ခဲ့တဲ့ဒါ1998ခုမှဆုံးသွားတာဆိုကြာပြီနော်နှစ်30လောက်ကလူတွေကအချင်းကြာလာလေးတွေနည်းပညာတွေဖွံ့ဖြိုးလာလေးတွေတန်တန်းတွေကပိုရှည်လေးဖြစ်တဲ့ကြောင့်သူတဲ့ရှည်ဖို့ပဲရှိတယ်နော် aging ဆိုတာ cell တွေရဲ့ယောဂတစ်ခုလို့သတ်မှတ်တယ်နော်ကျန်တဲ့ယောဂတွေလိုပဲယောဂရှင်ဒါစိတ်ကူလို့ရတယ်အနာသိရင်စိတ်ရှိတယ်နော်အဲဒီယောဂကိုဆရာတို့ကကုကြမယ်နော်ကုကြတယ်ဆို aging ကိုကုကြမှာနော်အဲ့တော့ aging တခြားယောဂတွေကမဖြစ်ရင်နေရမယ် aging ကတော့ဒီခန်းထဲမှာရှိတဲ့လူတွေအကုန်လုံးကတယောက်မချန်ဖြစ်မဲ့ယောဂဖြစ်တယ်အဲ့ယောဂစောင့်နေတာနော်ကျွန်တော်တို့အဲ့ဒီယောဂကိုနေ့စဉ်ချင်းဆိုင်နေရတာနော်ဒါကြောင့်မလို့ aging ကိုကျွန်တော်တို့ပြန်ပြီးတော့ reverse ဖြစ်အောင် fight လုပ်ကြရမယ်လို့ဒါဆိုလိုပါတယ်နော်ကောင်းပါပြီဘယ်လိုလုပ်ကြမလဲပေါ့နော်အဲ့တော့ resumes က telomere ကိုရှေ့အောင်လုပ်ပေးတယ်ရှေ့အောင်လုပ်တယ်ဆိုတနည်းအားဖြင့်တက်တန်းကိုလူတက်တန်းကိုမျိုးဗီဇရရှေ့အောင်လုပ်ပေးမယ်ပြီးရင်အဲ့လိုရှေ့အောင်လုပ်တဲ့တကြောင်မလို့ zombie cell ဆိုတာလည်းဖြစ်ဖို့လားနေသွားတယ်သူက zombie cell ကိုတတ်နိုင်တဲ့အာနိသင်တော့မရှိဘူးသို့တော်ကြောင့်လည်း zombie cell တွေမဖြစ်လာအောင်သူကကာကွယ်ပေးတဲ့သဘောဖြစ်တယ်နော်သူ့ကိုပုံမှန်တောက်ထားရင် zombie cell ရော့တဲ့တကြောင်မလို့သူကနှုတ်ပြခြင်းဆိုတာဒါကြောင့်မလို့ပျော်ရနှူဆေးဆိုနေမှပေးထားတာအသက်လဲရှည်မယ်နှုတ်လဲနှုတ်ပြမယ်ပေါ့နော်ဒီဆေးတောက်လို့ရှိရင်
တင်ပါတယ်ရှင်